哦，因为目前那里，路也没，因为这里啊，现在这样嘞。我这里啊，你啊，你也没收呗。我这里是吃鸡的那里，我这还是吃啥子来搞呢？ဒီအမတ်ထားတဲ့ခါရလဲဟောဒါလေးတော့ဈေးရှူတာပဲငါပြန်ကြည့်လိုက်ပါဦးအော်ဈေးရှူပြီမဲ့အဲ့နေရမကောင်းဘူးငါစိတ်ညစ်လိုက်တာအင်းရှားတာဘယ်လိုတော့ရှာလိုက်ရမှန်းကိုမသိတော့ဘူးကျုပ်ကြည့်ပဲတရားလဲရှာနေရတယ်ရှင်ရောဘာကြီးလုပ်နေရတော့ ကျုပ်လည်းဒီမှာရှာနေတယ်ဗျမလို့ဒီလိုဖြစ်နေတာပေါ့ အဲ့ဒါဆိုရင်လည်းမြင်းမြန်းရှာသမ်းမှာတော့အေးကဝယ်မကိုအစီအပြေတော့မှာ A few moments later. ပေးလေးတော့တွေ့ပြီးဒီမှာ ဟုတ်လား ဒီဆက် real estate မိခလာတယ်ကိုတင်းစော်အင်ချန်မြေကျိုးဆောင်ချက်ကြည့်ကြည့်ပါဦး အေးအဲ့ဒါလေးရှာကြည့်ပါဦးတော့ သူစီမှာရက်ွက်လေးလဲစုံနေနော် ဟုတ်တယ်နော် up to date လည်းတော်ဖြစ်တယ် data လေးလည်းတော်တော်စုံနေလိပ်စာလေးချက်လောက်စုံစမ်းကြည့်လိုက်အောင် ဟုတ်ကဲ့စုံစမ်းကြည့်ပါဦးတော့ ချက်လောက်နော်သူ့ရဲ့လိပ်စာလေးကမိခလာမျိုးကြည်တော်ကုန်းရက်ကွယ်မိုးကောင်းပြတ်တိုက်တန်းဖုန်းနံပါတ်ကတော့0033633336နောက်တစ်လုံးရှိသေးတယ်4403633336အဲ့ဆိုရင် DKD ဆက်အင်ချန်မြေမှာငါလို့လို့ရှင်တဲ့ဝိုင်းပုံစံနဲ့ဈေးနှုန်းလေးတွေရနိုင်လောက်တယ် ဟုတ်တယ်အားကြောင့်မတော့ပြောတာအခုသွားမယ်လို့ အဲ့ဆိုသွားကြအောင်လေနော် သွားမယ် တိကျမှန်ကန်မြန်ဆန်မှု KTZ နဲ့အစားပြုမင်္ဂလာပါရှင်ဗာများကူညီပေးရမလဲရှင်သာပါကမောင်းခံပါအောင်ရှင်မင်္ဂလာပါဟုတ်ပြီဟုတ်ဘဝတော့ဘယ်လိုပုံစံမျိုးလေးကိုလိုချင်တာလဲမသိဘူးเนาะမမ ကျွန်တော်တို့လိုချင်တဲ့အိမ်ပုံစံကအင်္ဂလိပ်ကလည်းကောင်းရမယ်ရက်ွက်ကလည်းတန့်ရမယ်နောက်ပြီးတော့ကျွန်တော်တို့ဝိုင်းကလည်းတက်တက်လေးလိုချင်တာပေါ့ပြီးတော့လမ်းတာရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့အဲ့လိုဝိုင်းပုံစံမျိုးကျွန်တော်ကလိုချင်တာပေါ့အဲ့ဒီရှာမတွေ့လို့အမားတို့ KTZ အိမ်ချန်မျိုးလာရောက်ပုံစံတာပါ ကိုရိုးမတို့ပြောတဲ့ပုံစံမျိုးဆိုရင်ဒီအိမ်လေးကတော့အဆင်ပြေလောက်တယ်အမဒီအိမ်လေးကတော့လေသူကကြတော့အိမ်ကဘယ်လိုလဲဆိုတော့လမ်းသွားလမ်းလာအတွက်ဆိုလို့ရှိရင်လည်းသူရန်ကုန်မန်းလေးမိန်းတိုင်းနဲ့လည်းနီးတယ်သူ့ရဲ့ပေအကျယ်ရတယ်50 80ရှိတယ်အဲ့ကြောင့်အခုပြောတဲ့ပေအကျယ်ထဲမှာလည်းပါတယ်အစ်စ်လည်းတက်နေလို့ရရင်သူကနှစ်ထပ်အိမ်ရတယ်လေအခုမှအစ်စ်ပြီးကစားလေးပေါ့အိမ်လေးကလည်းလောက်ထားတာအဆင်ပြေတယ်ပတ်ဝန်းကျင်ကလည်းတန်တယ်အဲ့ဒါဆိုအမားတို့ပြောတဲ့ပုံစံနဲ့ဆိုရင်တော့အဆင်ပြေတယ်မှာဟုတ်တာလေသူကပိုင်ဆိုင်မှုကဆိုလို့ရှိရင်လည်းခိုင်မာမှုအပြည့်အဝရှိရယ်230ခရံအပြည့်ရှိရယ်ဟုတ်အဲ့ဒါကိုအမားတို့အပြင်မှာမျက်မြင်ကြည့်ကျင်တယ်ဆိုရင်လည်းညီမတို့ကလိုက်ပြပေးလို့ရတယ်ဒီအိမ်လေးကိုလေအဲ့ဒါဆိုရင်ညီမလေးအမတို့ဘက်ကအကျိုးဆောင်ကကြောင့်ဘယ်လိုပေးရမလဲညီမလေး ပုံမှန်အားဖြင့်ကကြတော့ညီမတို့ဘက်ကအကျိုးဆောင်ကကြဘယ်လိုသွားရလဲဆိုရင်ဝယ်ယူသူဘက်ကတော့ဘယ်တော့မှပေးရရဲဆိုရဲထုံးစံတော့မရှိဘူးပေါ့နော်ရောင်းသူဘက်ကပဲအကျိုးဆောင်ကထုတ်ရဒါပေမဲ့တစ်ခါလေးမှကြတော့ဘယ်လိုလဲဆိုရောင်းသူဘက်ကနေရောအကျိုးဆောင်ကမထုတ်တဲ့အခါရောက်ရင်တော့ဝယ်သူဘက်ကနေပြီးတော့အကျိုးဆောင်ကကိုဒါညှိနှိုင်းပေးရတဲ့သဘောမျိုးတော့ရှိရပေါ့နော်ဒါကတော့ညီမတို့ဒီ MRPDA ဒီဘက်ကနေပြီးတော့ထုတ်ထားပါတော့ဒါတစ်နိုင်ငံလုံးအတွက်ပဲဟုတ်ဒီဆောင်ပုံလေးရောရှိရဲမှာဟုတ်ရုံးမပြခဲ့တဲ့အိမ်လေးပေါ့နော်ဒါလေးကကြတော့အမဒီအိမ်လေးကကြတော့အမတို့ပြောတဲ့အချက်တွေနဲ့လည်းအကုန်ပြည့်စုံတယ်အထဲမှာရောပေါ့နော်အတင်းတက်နေလို့ရတယ်သူအထဲထဲမှာဆိုလည်းမဆာပတ်ရုံးတစ်ခါရေးထည့်ထားပြီးသားသူကလေသူ့ရဲ့ဈေးလေးကကြတော့3900ပပတော့ညှိနှိုင်းရှိရဟုတ်ကဲ့ပိုင်ရှင်နဲ့လည်းညီမထိတိုက်တွေ့ပြီးမှာဟုတ်ကဲ့ဟုတ်ဒါကတော့အမတို့စိတ်ကြိုက်ပိုင်ရှင်နဲ့အမတို့ညှိနှိုင်းလို့ရတယ်မဈေးလေးကတော့လေအမတို့ကြိုက်တယ်ဆိုရင်ညီမပိုင်ရှင်နဲ့ဒါလေးတွေ့ပြီးမှာပါရှင်ကဲအိမ်မှာဘယ်လိုနေတော့ကိုကတော့တော်တော်ကြိုက်နေပြီ တိုက်တယ်ဒီမှာဟုတ်တိုက်တယ်အိမ်ပုံစံလေးနဲ့မစိုးတိုက်တယ်အဲ့ဆိုရင်ကိုတို့ကြိုက်တယ်ဆိုတော့ဒီစကားလေးပြောလိုက်အောင်နိနော် ဟုတ်ကဲ့ရတယ်ကိုတို့တိုက်တယ်ဆိုညီမတို့ဝမ်းသာပါတယ်ပိုင်ရှင်နဲ့လည်းစစ်ပြောင်းညီမကြည့်ပေးပါမယ်ဟုတ်ကဲ့အတူရုံးမှညီမပိုင်ရှင်ခေါ်ပြီးမယ်လေကို ဟုတ်ကဲ့အဲ့ဒါသွားလိုက်အောင်လေပို့ပဲနော် ဒီလားကိုဒီလား ကျေးဇူးတင်ပါတယ်အမရေအမားတို့ KTZ အင်ချန်မြေနဲ့ပါပဲကျွန်တော်တို့စိတ်ကူးလေးရအိမ်ပုံစံကိုအခုမှပဲတွေ့တော့တယ်
ညီမကလည်းညီမတို့ KTZ ကိုရုံရုံကြည်ကြည်နဲ့လာရောက်ဝယ်ယူအားပေးတဲ့အတွက်ညီမတို့ကလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ကို KTZ နဲ့ပတ်သက်လို့ဘာပဲလို့အငှားပဲလို့အယောင်ပဲလို့အဝယ်ပဲလို့လာရောက်ဝယ်ယူအားပေးလို့လည်းရပါတယ်ငှားလို့လည်းရပါတယ်ရှင်သင်အိမ်မက်ထဲကအိမ်လေးကိုရှာဖွေဖို့အတွက်စိတ်ချုပ်စရာတွေဖြစ်နေပြီလားဒါဆိုလို့ရှိရင်တော့ KTZ Asian မြေကိုတတိယလိုက်ပါရှင်